ဆုံးလို့ဒီဘန်းလေးရတော့ဗောနော်တတိယအကြိမ်မြောက်လက်ကားဝယ်ယူအားပေးမှုတွေဖြစ်ပါတယ်ရှင်ဒီညီမလေးကတော့ဗောနော်အစကတည်းကမှနီးနဲ့လက်တွဲလာဆိုဒါကတော့တတိယအကြိမ်မြောက်ဝယ်ယူအားပေးသွားတဲ့အထဲမှာဗောနော်မြန်မာငွေကျပ်9သိန်းစွန်းနဲ့ရောင်းချပေးလိုက်တဲ့ပစ္စည်းတွေထဲမှာဗာလေးတွေပါလဲဆိုတော့ဒီတစ်ခေါက်ကကြာဒီညီမလေးရဗောနော်ဒီလိုမျိုးချစ်စရာကောင်းပါတော့ 3D ပတ်မွင့် locket ကလေး9လုံးပါတယ်ချစ်ဆုံးလို့ဒီ locket ကလေးတစ်ခုဗောနော်မြန်မာငွေကျပ်1000စွန်းနဲ့ရောင်းချပေးတဲ့ 3D ပတ်မွင့် locket ကလေး9လုံးပါတယ်ချစ်ဆုံးလို့ဒါလေးရဗောနော်လက်လီဈေးရှိရဲ့လက်ကားလေးဒါလေး9လုံးပါမယ်ပြီးလို့ရှင်တော့ဗောနော်ဒီလိုမျိုးချစ်စရာကောင်းပါတော့မိုးဆက် locket ကလေးတွေပေါ့နော်စိန်တယ်တဲ့ယူသွားတာချစ်ဆုံးလေးဒါလေးရပေါ့နော်အနီလာမယ်အစိမ်းလာမယ်အဖြူလာမယ်ပေါ့နော်ရောင်းလုံးလာတယ်ဒီထဲမှာဒီညီမလေးရပေါ့နော်ဒီလိုမျိုးမိုးဆက် locket စိန်တီးတန့်ကိုမှဒီလိုမျိုးအဖြူတွေကတီးတန့်3လုံးဝယ်ယူသွားတယ်ပြီးတဲ့အခါကျတော့ပေါ့နော်ဒီလိုမျိုးချစ်ဆုံးလို့ငန်းမှုပြားစီပေါ့နော်ဒါပန်းပွင့်အပြားလေးเนาะတကယ်မှချစ်စရာကောင်းတယ်ဒါတစ်ချက်သားကုန်းတစ်ချက်သားဆွဲကြိုးနှစ်ချက်သားဆွဲကြိုးနဲ့တွဲမဲ့ဆိုရင်တော့မှအရင်မိမိုက်နေတဲ့ဒီလိုမျိုးပေါ့နော်ပန်းပွင့်အပြားလေး locket ကလေး9လုံးပါတယ်ဒီ9သိန်းကျော်ဝင်တော့ဆိုတော့စုပေါင်းဆွဲသီးက73လုံးပါမယ်ပြီးလို့ရှင်တော့ပေါ့နော်ရွှေသားပြည့်နေနေတဲ့ MC ကျိုး3ချက်သားအန်းရှိတယ်24လက်မှခေါင်းစုဝေလို့ရတယ်ကျိုးလေး3ကုန်းပါမယ်ချစ်ဆုံးလို့ဒါ3ချက်သားအန်းရှိတယ်သူ့ရဲ့ကာလာလေးရရွှေစစ်ကုန်တီတီပေးထားတာဖြစ်တဲ့တော့ပေါ့နော်16ပဲရေကာလာတွေဖြစ်ပြီးတော့ပေါ့နော်ရွှေနဲ့100ခိုင်နှုန်းတူတဲ့ပစ္စည်းလေးဆွဲကြိုးလေးရ3ကုန်းရဲ့ဒီပစ္စည်းလေးတွေရောင်းချပေးတဲ့အခါမှာအခုလိုမျိုးပဲပေါ့နော်ရွှေနဲ့100ခိုင်နှုန်းတူတဲ့ပစ္စည်းလေးတွေမို့လို့ပေါ့နော်ရွှေနေရာမှာအစားထိုးဝတ်ချင်တဲ့သူပြန်လဲရောင်းချတဲ့အခါမှာလည်းပေါ့နော်မျက်နှာမငယ်ခြင်းတဲ့သူကတော့အခုလိုမျိုးရွှေနဲ့100ခိုင်နှုန်းတူတဲ့ပစ္စည်းလေးတွေဒါဝယ်ယူပြီးရောင်းချပါလို့နေတေးသေးချာလေးပြောပြချင်ပါတယ်ပြီးတဲ့အခါကျတော့ဒီယိုရီယာကျိုးလေးပေါ့နော်ဒီယိုရီယာကျိုးလေးချစ်ဆုံးလို့ဒီပစ္စည်းလေးတွေကပေါ့နော်အပြင်မှာကာလာပိုတက်နဲ့ပိုလာတဲ့ရွှေနဲ့100ခိုင်နှုန်းတူတဲ့ပစ္စည်းလေးတွေဖြစ်တဲ့ဒီကျိုးဆိုရင်ပေါ့နော်ဒီချိတ်အသားနာကိုတစ်ချက်ကြည့်ပြီးစောစောကချိတ်တောင်မှလှတဲ့ချိတ်မျိုးပေါ့နော်အဲ့ဒါကိုမှဒီလိုမျိုးပေါ့နော်ယိုရီယာကျိုးချစ်ဆုံးလို့ဒီဟာလေး3ကုန်းပါတယ်ပြီးလို့ရှင်တော့ပေါ့နော်အုံးဆန်ကျိုးလေးတစ်ကုန်းပါပဲနနီရတော့ပေါ့နော်ညီနဲ့လက်တွဲလာရသူဆိုပေါ့နော်3လေးကုန်း5ကုန်းအဲ့လိုမျိုးပေါ့နော်တေချာလေးသူတို့လိုချင်တာလေးတေချာလေးတွဲဖက်ပေးတာဖြစ်တဲ့တော့ဝယ်တဲ့သူတွေလည်းစိတ်ချမ်းသာအောင်နနီရလုပ်ပေးထားတာဖြစ်ပါတယ်ရှင်ပြီးတော့ပေါ့နော်24လက်မှခေါင်းစုဝေးလို့ရတဲ့တစ်ချက်သားအန်းရှိရဲ့9ရိုးကျိုးလေးက2ကုန်းပါမယ်ပြီးလို့ရှင်တော့ပေါ့နော်2ချက်သားအန်းရှိရဲ့ပေါ့နော်16လက်မှကျိုးလို့9ရိုးကျိုးလေးက1ကုန်းပါပါမယ်စုစုပေါင်းဆွဲကျိုးလေးက10ကုန်း locket ကလေးက73လုံးပါမြန်မာငွေကျပ်ပေါ့နော်9သိန်းစွန်းနဲ့ရောင်းချပေးလိုက်တာဖြစ်တဲ့တော့ပေါ့နော်ကျန်တဲ့ချစ်ဆုံးလေးကလည်းအခုလိုမျိုးပဲပေါ့နော် online business လုပ်ချင်လို့ပဲဖြစ်ပေါ့နော်ရွှေနေရာမှာအစားထိုးဖို့ရွှေအစားထိုးလုပ်ရတဲ့နာလေးတွေရချင်တာပဲဖြစ်ပေါ့နော်ဘိုက်ပါ39960663မှာဆက်သွယ်ဆုံးနေမြင်ပြီးဝယ်ယူအားပေးလို့ရပါတယ်အခုလိုမျိုးလက်ကားဝယ်ယူတော့ပြီဆိုလို့ရှိတော့ပေါ့နော်စရန်တဝက်ပေးချေရပါတယ်စရန်တဝက်ပေးချေပြီဆိုတာနဲ့ပစ္စည်းလေးတွေကိုပေါ့နော်ပစ္စည်းတန်မိုးကျန်တဲ့တဝက်ကိုတော့ပစ္စည်းရောက်မှပေးချေရမှာဖြစ်တဲ့တော့ပေါ့နော်ယုံကြည်စွာလက်တွဲလာခဲ့တဲ့တဦးတယောက်တန်းကိုလည်းကျေးဇူးအများကြီးတင်သလိုနည်းနည်းကိုဝင်းရံပေးနေကြတဲ့ချစ်ဆုံးလေးတွေအားလုံးလည်းကျေးဇူးအများကြီးတင်ပါတယ်